သာသနာတော်နှစ်2556ခုနှစ်ကောဇာတက္ကရာ1384ခုနှစ်ပြလူလာပြီကျော်တရက်2013ခုနှစ်ဇန်နဝါရီလ29ရက်ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်မြေနီကုန်းရှမ်းကုန်းလမ်းမိသားစုမြေနီကုန်းဓမ္မပူဇာတရားပွဲ၌ဟောကြားအပ်သောအင်္ဂုလိမာလာတုတ်အနှစ်ချုပ်တရားဒေသနာတော်ဒီကနေ့ညတပတ်သဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောအတိဒုက္ခရာမိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေးအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချင်းလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွညင်းကြီးဟုကျတိထဝေငါးသက်အစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများရင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအင်္ဂုလိမာလာတုတ်အနှစ်ချုပ်အင်္ဂုလိမာလာတုတ်ကမူရင်အင်္ဂုလိမာလာတုတ်မစ္စည်းမနိကေမစ္စည်းမနိကာယမှာအင်္ဂုလိမာလာတုတ်ဆိုတာရှိတယ်မြန်မာလူမျိုးတွေချက်မှတ်ကြတဲ့ပရိကြီး17တုတ်ထဲမှာလည်းအင်္ဂုလိမာလာတုတ်ဆိုတာရှိတယ်အနှစ်ချုပ်ကတော့တူတူပဲလို့ပြောရပရိကြီး17တုတ်မှာအထုပ္ပတ္တိမပါပဲနဲ့လူရင်းသစ္စာဆိုတာလေးတွေပြထားတယ်အဲ့ဒီသစ္စာဆိုတာကိုပဲပြိဋ္ဌအဖြစ်အယန္တာအဖြစ်အသုံးပြုပြီးတော့ပရိကြီး17တုတ်မှာထိသွင်းပြီးတော့ထားတယ်မူရင်းအင်္ဂုလိမာလာတုတ်ကြီးမှာလည်းပဲသစ္စာဆိုပုံဆိုတာပါတယ်အဲ့ဒီထဲကထုတ်လုပ်ပြီးတော့အင်္ဂုလိမာလာပရိဋ္ဌ protective discourse ဆိုပြီးတော့နော်အကာအကွယ်ဖြစ်စေရန်စီမံထားတဲ့တုတ်တစ်ခုပရိကြီး17တုတ်ထဲမှာအင်္ဂုလိမာလာတုတ်သို့မဟုတ်အင်္ဂုလိမာလာပရိဋ္ဌလို့ဒီလိုရှိတယ်အခုဒီနေ့ဥတည်ပြီးတော့ဟောမှာတော့ပရိကြီး17တုတ်ကအင်္ဂုလိမာလာတုတ်ကိုဥတည်ပြီးတော့ဟောသို့တော်လည်းအဲ့ဒီတုတ်ရဲ့မူရင်းဖြစ်တဲ့
မစ္စည်းမနိကေမှာလာတဲ့အင်္ဂုလိမာလတုတ်ကိုလည်းပဲထည့်သွင်းပြီးတော့ဟောပြောပါအင်္ဂုလိမာလပရိတ်အင်္ဂုလိမာလတုတ်ပရိတ်ကြီးထဲမှာပါတဲ့အင်္ဂုလိမာလတုတ်မှာပရိတံယံပနန္တတနိသိဏဌာနဒောဝနာဥဒကံပိဝိနာသေတိသဗ္ဗမေဝပရိတယံဆိုတဲ့ဂါထာလေးနဲ့အစပြုပြီးတော့သစ္စာတရားရဲ့စွမ်းအားကိုဟောပြထားတယ်ပရိတ္တဆိုတဲ့အဓိပ္ပာယ်ကကြားရောက်လာမဲ့သို့မဟုတ်ကြားရောက်နေတဲ့အန္တရာယ်တွေကိုအကာအကွယ်ဖြစ်စေဖို့လို့ဆိုပြီးတော့ဟောကြားထားတဲ့သုတ်တံတွေအဲ့ဒါလို့ဟောကြားတဲ့အခါမှာအကာအကွယ်ကိုဘယ်နည်းဖြင့်ဖြစ်စေသလဲဘာကိုအကြောင်းပြုပြီးတော့အကာအကွယ်ဖြစ်စေသလဲလို့ပရိကြီး17တုပ်ကိုအနှစ်ချုပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အကာအကွယ်လုပ်တဲ့စနစ်ဟာတခြားမန္တရတန္တရဝါဒတွေမှာပါတဲ့မန္တန်မျိုးမဟုတ်ဘူးမန္တန်စကားမျိုးမဟုတ်ဘူးသို့တော်တကယ်စွမ်းအားရှိတဲ့မိမိတို့ယင်ထဲမှာဖြစ်တဲ့မေတ္တာတရားမင်္ဂနာကိုသာပြောတဲ့သစ္စာစကားအဲ့ဒီနှစ်ခုကိုအခြေခံပြီးတော့ဘေးရအန္တရာယ်ကခင်းနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားကစီမံဟောကြားထားတာဖြစ်တယ်မေတ္တာတရားရဲ့သစ္စာစကားရဲ့အဲ့ဒီနှစ်ခုရဲ့စွမ်းတတ္တိဟာကြီးမားတယ်လို့ဆိုတာကြုံတွေ့ဘူးတဲ့ပုဂ္ဂိုလ်တိုင်းဟာဒါလက်ခံကြတယ်ခက်ခဲတစ်ခုကြုံတွေ့လာတဲ့အခါစူးစိုက်ခါမေတ္တာပို့ခြင်းဖြင့်ပြေလည်သွားတယ်အန္တရာယ်တွေလွတ်ကင်းသွားတယ်သစ္စာစကားကိုဆိုခြင်းဖြင့်လည်းအန္တရာယ်တွေကိုလွန်မြောက်နိုင်တယ်အဲ့တော့ဘုရားကြီး17တုပ်မှာမေတ္တာတရားနဲ့သစ္စာစကားကိုအခြေထားပြီးတော့တရားဝါဒီအန္တရာယ်ကင်းဖို့ဆိုပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့ထိုတို့နိကေတွေမှာမှတ်သားထားတဲ့သုတ်တန်တွေကိုရှေးဆရာတွေကစုဆောင်ပြီးတော့ပရိကြီး17တုပ်ဆိုပြီးတော့မြန်မာပြည်မှာစီမံထားတာပေါ့အခြားမန္တမန္တရားတွေအဓိပ္ပာယ်မဲ့ရွတ်နေမဲ့အစားအဓိပ္ပာယ်ရှိအဓိပ္ပာယ်သိပြီဆိုလို့ရှိရင်လည်းနိဗ္ဗာန်တိုင်လက်တွေ့ကျင့်သုံးမှုတွေကိုဥတည်ထားတာဖြစ်သောကြောင့်ဒီမေတ္တာတရားတို့သစ္စာစကားတို့ရဲ့အစွမ်းတတ္တိဟာတမ္မာအန္တရာယ်ကင်းရုံမျှမကကိလေသာဆိုတဲ့အတွင်းအန္တရာယ်တွေပါကင်းပြီးတော့နိဗ္ဗာန်ချမ်းသာထိအောင်ပို့ဆောင်ပေးနိုင်တယ်ဆိုတာယုံမှတန်တရားဝယ်မရှိဘူးဒီထဲမှာဘုရားကုံတရားကုံသံဃာကုံလို့ဆိုတဲ့ဒီကုံတွေကိုအာယုံပြုပြီးတော့လည်းပဲအန္တရာယ်ကင်းတဲ့တစ်စက္ကန့်တော့မှာဟောပြောထားတာရှိတယ်နောက်တစ်ခုအာတနာရိယသုတ်ဆိုတာကြတော့မူရင်းအာတနာရိယပရိတ်အာတနာတဆိုတဲ့မြို့မှာထုတ်ပြန်တဲ့အမိန့်ပြန်တမ်းဘလူတွေကိုအုပ်ချုပ်တဲ့ဝိသောဏမင်းကြီးကစိုးစွမ်းတဲ့ဘလူတွေကိုအမိန့်ထုတ်ပြန်ပြီးတော့နှိပ်ကွက်တဲ့သဘောနဲ့ထုတ်ပြန်ပြီးတော့ရသော်ဘုရားကိုလျှောက်ထားတဲ့မူရင်းအာတနာရိယသုတ်ကြီးကနေလူရင်းဘုရားရှိခိုးလေးတွေထုတ်ပြီးတော့သစ္စာဆိုတဲ့အဓိပ္ပာယ်မျိုးဆောင်တဲ့ဂါထာဘာနာများဖွဲ့စည်းထားတဲ့သုတ်ကိုပရိကြီးထဲမှာတော့အတ္တနာရိယသုတ်လို့ဆိုပြီးတော့ထည့်ထားတယ်ဆိုလိုတာကတော့ပရိကြီးသုတ်ကိုပရိတ်ဆိုတဲ့အကာအကွယ်ဖြစ်စေတတ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအနှစ်ချုပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘုရားကုံတရားကုံသံဃာကုံကိုအာယုပြုတာပဲဖြစ်စေမေတ္တာတရားနဲ့သစ္စာစကားကိုဆိုတာပဲဖြစ်စေလူတွေမှာကြားရောက်ဖြစ်ပေါ်လာနိုင်တဲ့ကြားရောက်ဖြစ်ပေါ်နေတဲ့ဘ
ဘေးရအန္တရာယ်တွေကလွတ်မြောက်တယ်လို့ဒီအဓိပ္ပာယ်မျိုးရအောင်နေ့စဉ်ရွတ်ဖတ်ပြီးတော့ထိုရွတ်ဖတ်ထားတဲ့မိမိတို့ရွတ်ဖတ်တဲ့ပရိတရားတွေရဲ့အ내အဓိပ္ပာယ်ကိုသိရှိလို့လက်တွေ့လိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်နိဗ္ဗာန်တိုင်အကျိုးဖြစ်ထွန်းနိုင်တဲ့တရားဒေသနာများပဲဖြစ်တယ်ပေါ့အခက်ခဲတွေလွန်မြောက်ပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်တဲ့အခါမြတ်စွာဘုရားဟောကြားတဲ့သီလသမารိပညာလို့ဆိုတဲ့သိက္ခာ၃ရပ်အကျင့်မြတ်ကိုကျင့်ခြင်းဖြင့်ဘယ်သောအခါမှဘေးရန်အန္တရာယ်တဲ့မကြုံနိုင်တဲ့ဘေးကင်းရန်กว่าသာဝရငြိမ်းချမ်းတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ရမှာဖြစ်တယ်ဒီထိအောင်ရည်မျှော်ပြီးတော့မြတ်စွာဘုရားကဟောထားတာဖြစ်ပါတယ်ဒီအင်္ဂုလိမာလတုတ်နဲ့ပတ်သက်ပြီးတော့ပရိမွန်းလို့ဆိုကြတယ်မွန်းဆိုတာဘာပြောတာပရိရဲ့ဂုံကြီးတွေကိုချီးမွမ်းတာပရိရဲ့ဂုံကြီးတွေကိုချီးမွမ်းပြီးတော့ပြောဆိုတဲ့စကားကိုပရိမွန်းတယ်လို့တိုက်တွန်းနှိုးဆော်တဲ့ရှေးဥစွာဒီကထာကိုရှေးဆရာတွေကစီကုံးပြီးတော့ထည့်သွင်းထားတာဘုရားဟောတာတော့မဟုတ်ဘူးဒါဘုရားကသင်ပေးတာနောက်မှလာရှေ့ပိုင်းကပရိရဲ့အမောဂုံကျေးဇူးတွေအကျိုးရှိတယ်ဆိုတာတွေကိုထုတ်ဖော်ပြပြောပြီးတော့ဒီပရိကိုရွတ်ကြစို့လို့ encouragement လုပ်တာပေါ့တိုက်တွန်းတယ်ဩယောဇနတိုက်တွန်းနှိုးဆော်တဲ့စကားလေးရှေ့ကနေခံထားတာဘာဖြစ်လို့လဲဆိုရင်လူဆိုတာအကျိုးရှိမှလုပ်ချင်တာအကျိုးကိုသိထားရှိတဲ့အကျိုးကိုသိထားလို့ရှိရင်ပို့ပြီးတော့လုပ်ဖြစ်တယ်အကျိုးမရှိတဲ့အလုပ်ကိုလုပ်လည်းမလုပ်သင့်ဘူးလုပ်လည်းလုပ်ချင်မှလည်းမဟုတ်ဘူးဒါကြောင့်မို့အကျိုးတရားတွေဆိုတာမြတ်စွာဘုရားကထုတ်ဖော်ပြလေးရှိတာပဲဆိုပါစို့မဟာတတိပဋ္ဌာန်သုတ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဧကာယနောအယံဘိက္ခွေမေကောနိဗ္ဗာန်သွားဖို့တဲ့ဒါတကြောင်ဤသောလမ်းပဲဒီတကြောင်ဤသောလမ်းကိုလျှောက်လိုက်မယ်ဆိုလို့ရှိရင်အကျိုး9မျိုးဖြစ်ပေါ်နိုင်တယ်လို့တတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးအကျိုး9မျိုးကိုရှေးဥစွာထုတ်ပြတာဘာဖြစ်လို့လဲအားလုံးလူတွေဟာအကျိုးတရားကိုမြင်မှလောက်ဆောင်နေတာကိုဟုတ်တယ်လေဒီကနေ့ခေတ်စီးပွားလုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်းကြည့်အယောင်းဝယ်လုပ်ရင်ဒါကိုရောင်းဝယ်မယ်ဆိုရင်အမြတ်ဘယ်လောက်ရမလဲဆိုတဲ့အကျိုးကြည့်တာကြည့်ပဲလေအလုပ်တစ်ခုကိုရှောက်လို့ရှိရင်လည်းလကဘယ်လောက်ရမယ်ဆိုတာကြည့်တာပဲလေအကျိုးကိုသိပြီးတော့မှလောက်ကြတယ်ဆိုတာလူတွေရဲ့သဘာဝပဲပေါ့ဒါကြောင့်မို့လို့အင်္ဂုလိမာလသုတ်ခါတယ်နေ့စဉ်ရွတ်ဖတ်မှုအတွက်ဘယ်လိုအကျိုးတွေရှိတယ်ဆိုတာသိထားလို့ရှိရင်တော့ဒီသုတ်ဟာရွတ်ဖြစ်တာပေါ့ကြီးညိုလေးစားစွာရွတ်ဖတ်ခြင်းဖြင့်ရွတ်ဖတ်နေတဲ့အခါမှာစိတ်အာယုံဟာတုတ်တန်ကိုမှတ်မြော်ပြီးတော့ရွတ်နေတာဖြစ်သောကြောင့်စိတ်ကြည်နူးမှုတွေကိုရစိတ်ကြည်နူးမှုအခြေခံပြီးတော့ဝိပဿနာပဲကျင့်ကျင့်သမထပဲကျင့်ကျင့်ဒီအဆင့်တွေကိုသွားလို့ရတယ်ရွတ်နေတဲ့အချိန်မှာအာယုံယူပြီးတော့ရွတ်နေတဲ့အချိန်မှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးမောဟမဖြစ်ဘူးစိတ်လေးဟာကိုရွတ်တဲ့ဒေသနာအစင်မှာဖြောင်းဖြောင်းမမတ်ကြီးသွားနေတယ်ဆိုရင်လည်းတဲ့အကျိုးမဟုတ်ဘူးဒါလည်းတချို့ကထင်တယ်မသိဘဲနဲ့ရွတ်နေရင်အကျိုးမရဘူးလို့ဒီလိုလဲထင်ကောင်းထင်တယ်ဒေသနာအစဉ်ရွတ်နေအကျိုးမရဘူးလို့တော့ပြောလို့မရဘူးအကျိုးဆိုဒီမှာရွတ်ဖတ်သူရဲ့ intention လို့ခေါ်တဲ့သူ့ရဲ့ရည်ရွယ်ချက်ပုံမှာလည်းမူတည်တယ်ရွတ်နေ